ကောင်းမှုကြောင့်ယံတပိတို့သည်အသက်ရှိခြင်းအနာယောဂကင်းခြင်းကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းအစရှိသောလောကီလောကောင်းတရားကောင်းကျိုးချမ်းသာဖြစ်သည်မင်္ဂလာအဖြာပြတို့နှင့်ပြည့်စုံကြသည်ဖြစ်၍ဆင်းရဲခတ်နိုင်တို့၏ကင်းရာဖြစ်သောနိဗ္ဗာန်ကိုလျင်မြန်စွာမျက်မှောက်ပြပါလို၏အရှင်ဘုရားယနေ့ယခုပြုလုပ်သမျှဒုက္ခလာ၏အဘောဘာကကိုယခုဘဝရှိရှိဘဝတွေ့ဆန်းကြသောအမိန်အပအဘောအဘွားဆရာသမဆွေမျိုးပေါင်းတို့မှအစ၍အစတပေါင်းကျင်နေကြကုန်သောလူနဲ့ပြင်မှာတတဝါအလုံးတို့အားအမြတ်အမြတ်ပြေဝေငါပါ၏အလောင်းဆုံးသောတတဝါတို့သည်တပည့်တို့နှင့်ညီတို့ညီမြတ်ထတ်တူတမြတ်အမြတ်ရကြ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း